ခုပုံဆွဲနေရင်နဲ့ဒီနားလေးမှာပဲအလွယ်ကူပေါ့နော်ဝတ်နှစ်ရွက်တုပ်ပြမှာဖြစ်ပါတယ်ရှင်ရွက်တုပ်မှာဆိုရင်လာရှိုးတို့ပြုံးလွင်တို့မှာဆိုရင်ဝတ်သားတုပ်ထိုးစားရင်လေကော်ဖီတို့ချက်သွန်ဖြူရဲငရုတ်သီးစိမ်းတို့ရဲပေါ့နော်တပြားရိုက်ဆော့ထည့်ပြီးတော့အဲ့လိုတုပ်ပေးရရှိရပေါ့နော်ဟိုဒီမှာကျွန်တော်ပို့သွားမှာကကျတော့ဒီရဲ့ဒါမာလာမွေးစီပေါ့နော်မာလာဘဲဆက်လောက်စားရင်လောက်စားတဲ့ဟာဒီဝတ်နှစ်ရွက်ကလေဂျပန်ယန်450ယန်ပဲပေးရတယ်အဲ့ဒီဟာကိုခဏခဏတုပ်စားရအများကြီးပဲဆိုင်မှာတောင်းဝင်ဒါဆိုရင်တော့1000ဘူးလောက်ရှိမလားမသိ900ဆိုရင်တော့ဒီတော့ဝက်လောက်ပဲရပါဘောနော်မလားဘဲဆက်ဆိုင်မှာဆိုရင်ဒါကိုခဏခဏတုပ်စားရတယ်အဲရှင်ဒီဆော့တော့ဘောနော် ready made ကိုသုံးမယ်ဒီထဲမှာထည့်ထားပြီးဒါက coffee တုပ်ရဲ့ချက်သွန်ဖြူရဲ့မြုပ်သီးစိမ်းရဲ့နည်းနည်းပဲမရှိချက်သွန်မိန်နည်းနည်းရဲ့ပြီးရခါကျတော့ပဲငံပြရဲ့စာဟင်ခမောင်ရဲ့ပဲထည့်ထားတာကျန်တာဒီနောက်ထပ်ပစ္စည်းရောပြီးတော့ငယ်တုပ်လိုက်အောင်ပါပဲရှင်မာလာဘဲဆက်စီမှာတုံးတဲ့မာလာမွေးစီထည့်မယ်ဂျပန်မှာတော့ဒီတံမြာယိုရည်ပဲတုံးတယ်ပေါ့နော် ready made ပို့တယ်အဲ့နေပါပြီအန်ဒီမှာကျတော့ကော်ဖီနဲ့အတုပ်ပေါ့နော်ဒီမှာကျတော့မာလာစီထည့်ပြီးတော့မာလာဘဲဆက်လိုမျိုးပေါ့နော်မာလာဆက်ကတော့မာလာမွေးစီနဲ့ရှာလကာရီတုံးတာပေါ့နော်နှစ်မျိုးဆက်ပေါ့နော်နဲ့အရသာတကယ်ရှိပါတယ်ခါတုပ်စားပြီးမို့လို့ပါရှင်နေတုပ်ပြီးတော့ကိုတဘောကြတဲ့တသားပကံလေးတွေပြောင်းပြီးတော့အတုပ်လေးနဲ့ယူနီချန်လေးနဲ့တောက်ပါမယ်ရှင်တန်တန်ရပါပြီရှင်ဒါလည်းပဲမရက်ချင်ဘူးကျမရက်ချင်တဲ့အစားအစာလည်းမရှိပါဘူးရှင်လုံးဝမောင်လာထုတ်ရဲ့ကျွတ်ဆက်ဆက်နဲ့ဟိုကအဲ့ဝရုံနုလေးတွေတုံတုံနေလုံးဝရတာရှိပါတယ်ရှင်ဖြုတ်ပေးသူအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်